ရန်ကုန်မြို့မှာထင်ပေါ်ကျော်ကြားပြီးတော့ဂရိတီရင်ဆူတောင်ပြည့်စီတယ်လို့အမည်ထင်ရှားလာတဲ့ဖရားတက်ဆူရှိပါတယ်။ထူးခြားချက်ကအဆိုပါဖရားကြီးကရခိုင်တလေရခိုင်အငွေ့အသက်တွေလွမ်းချုံနေတာပဲဖြစ်ပါတယ်။အကြောင်းကတော့တခိတခါကရခိုင်ဘရင်တွေနန်းတဲ့ကြတဲ့အခါမှာတိုင်းပြည်ကိုမင်းကျင့်တရား10ပါးနဲ့ညီအုပ်ချုပ်ပါမယ်ဆိုပြီးဂရိသစ္စာပြုတတ်ကြပါတယ်။ဒီလိုဂရိသစ္စာပြုဖို့အတွက်ဖရားတက်ဆူကိုသုံးလုံးလေးရှိကြတယ်လို့သိရှိမှတ်သားထားမိပါတယ်ဗျ။ဒီလိုတလေကိုရန်ကုန်မှာခန်းစားရစေနိုင်တဲ့တဆူဒီတော်ဖရားကတော့ရန်ကုန်တိုင်းဒေသကြီးမြောက်ဥက္ကလာပမြို့နယ်သူ့နန္ဒာလန်နတ်ကြီးရပ်ကွက်မှာတည်ထားတဲ့တကိုးထင်ရှားလာတဲ့မဟာကျိန်သစ္စာရှင်ဖရားကြီးပဲဖြစ်ပါတယ်။မဟာကျိန်သစ္စာရှင်ဖရားကြီးကိုဘယင်များသစ္စာတိုင်းတရားဖရားဖြစ်လေလူသိများလာပါသေးတယ်။အဆိုပါဖရားကြီးကိုဗာဒနာကုလရခိတမဟာဇေယသိဋ္ဌိဆရာတော်ကဦးဆောင်တည်ထားခဲ့တာဖြစ်ပါတယ်။မဟာကျိန်သစ္စာရှင်ဖရားကြီးဟာဉာဏ်တော်မြင့်မာလွန်လာပြီးတော့အထ9ဓာတ်နဲ့ဖွဲ့စည်းတည်ထားပါတယ်။ပလင်အမြင့်ပေဟာ28ပေ6လက်မှရှိပြီးစုစုပေါင်းဉာဏ်တော်အမြင့်ပေကတော့129ပေ6လက်မှအထိရှိပါတယ်။ဉာဏ်တော်မြင့်မာလွန်တဲ့အထဲမှာပါတယ်ထိုင်တော်မူရုပ်ဘွားတော်တဆူလို့လည်းပြောနိုင်ပါတယ်။ဖူးမြော်ကြည်ညိုရတဲ့စိတ်ခံစားချက်ကတော့ပြောမပြနိုင်လောက်အောင်ကိုအေးချမ်းသာယာစေမှာအမှန်ပါ။ထူးခြားချက်အနေနဲ့ဖရားကြီးရဲ့ရင်ဝင်တော်မှာရေအိုးတစ်လုံးထွေးပိုက်ထားတာကိုတွေ့မြင်နိုင်ပါတယ်။တစ္ဆာရေစဉ်ရေအိုးတော်ဖြစ်ပြီးတတ္တဝါအပေါင်းဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက်တောက်သုံးနိုင်စေရန်ရည်ရွယ်ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ဖရားကြီးရဲ့ပရဂုတ်ပပတ်လည်မှာဆိုရင်ယဟန္တာမြအပါ80တို့ရဲ့ရုပ်ထုတွေကိုမြင်တွေ့ဖူးမြော်နိုင်ပါတယ်ဗျာ။ရည်ရွယ်ချက်ကောင်းတာတစ်ခုကတော့အဆိုပါရုပ်ထုများရဲ့အောက်မှာတရားထိုင်တဲ့အခန်းငယ်လေးတွေကိုပါဖွဲ့စည်းပြင်ဆင်ပေးထားတာဖြစ်ပါတယ်။မဟာကျိန်သစ္စာရှင်ဖရားကြီးကိုလာရောက်ဖူးမြော်ကြတဲ့သူတွေကဆုတောင်းမှုပြုလုပ်တာတဲ့ဆိုင်ဂရိသစ္စာဆိုတတ်ကြတယ်လို့သုံးသပ်မိပါတယ်။ဘာလို့လဲဆိုရင်တခိတခါ AD 400စုခန့်ကရခိုင်ဘရင်တွေနန်းတဲ့ကြတဲ့အခါမှာမင်းကျင့်တရား10ပါးနဲ့အညီတိုင်းပြည်ကိုအုပ်ချုပ်ပါမယ်ဆိုပြီးဂရိသစ္စာတိုင်နေကြတဲ့ဓလေ့ရှိခဲ့ပူပါတယ်။ဒီလိုသစ္စာတိုင်တယ်ဖို့အတွက်ဖရားတဆူကိုသုံးလုံးလေးရှိခဲ့ကြတယ်လို့လိလမှတ်သားမိပါတယ်ဗျာ။မဟာကျိန်သစ္စာရှင်ဖရားကြီးအားဆိုရင်လေဒီလိုရခိုင်ဓလေ့ကိုအခြေခံပြီးတော့တည်ထားခဲ့တဲ့ဘရင်များသစ္စာတိုင်တရားဖရားတဆူပဲဖြစ်ပါတယ်။ဒါကြောင့်ဂရိသစ္စာအတိတ်တန်ဟာဖရားကြီးရဲ့အဓိကအချက်ချလို့ဆိုနိုင်ပါတယ်။ဒီအတွက်ဖရားဖူးလာရောက်ကြသူအပေါင်းတို့ကဆုတောင်းခြင်းနဲ့ဂရိသစ္စာကိုသာပြုသင့်ပါတယ်။ဂရိသစ္စာသာမှန်ကန်ရင်ဆုတောင်းလည်းပြည့်မှာအမှန်ပါပဲ။မိမိရဲ့ရည်မှန်းချက်တွေစိတ်ကူးအိမ်မက်တွေအမှန်တကယ်ဖြစ်မြောက်အောင်မြင်လာတဲ့ဆိုတဲ့စကားသံတွေကိုလည်းဖရားဘူးတွေစီကနေကြားသိရပါတယ်။ဒါကြောင့်လေဖရားကြီးကဖူးမြော်ကြည်ညိုသူတွေအဋိဌံပြုသူတွေလာရောက်လူဒန်းကြသူတွေနဲ့အမြဲမပြတ်စီကားနေရပဲဖြစ်ပါတယ်။ဒါအပြင်မဟာကျိန်သစ္စာရှင်ဘုရားကြီးရဲ့ထူးခြားချက်တစ်ခုဖြစ်ပျက်ခဲ့ပုံကိုလည်းပြောပြပေးခြင်းပါတယ်။2015ခုနှစ်ဧပြီလ21ရက်နေ့နံနက်9:00 နာရီခွဲခန့်အချိန်မှာဘုရားကြီးကသက်ရှိထင်ရှားသဏ္ဍာန်နဲ့မျက်တောင်တော်ခတ်ခဲ့ဘူးတယ်လို့ဆိုကြပါတယ်။ဒါဆိုရင်မဟာကျိန်သစ္စာရှင်ဘုရားကြီးရဲ့ထူးခြားချက်တွေနဲ့သစ္စာအဋိဌာဏတည်ဆူတောင်ပြည့်စေတဲ့အံ့ဖွယ်ဖြစ်ရာတွေကိုသိရှိသွားကြမယ်လို့မျှော်လင့်မိပါတယ်ဗျာ။ဘလို့ပင်ဆိုပါစေဖရားကြီးကိုဖူးမြော်ကြည်ညိုရတာကတကယ်အေးချမ်းသာယာမှုအစစ်မှန်လို့ကိုခံစားမိပါတယ်ဗျာ။ပြည်သက်ကြီးတို့အထဲမှာရောမဟာကျိန်သစ္စာရှင်ဖရားကြီးကိုဖူးမြော်ဘူးသူတွေရှိကြပါသလားဗျာ။အမတ်တရဖြစ်ဖြစ်စိတ်ခံစားချက်ဖြစ်ဖြစ်တစ်ခုခုကိုပြောပြခဲ့လို့ရပါတယ်နော်။ကျွန်တော်တို့ရဲ့ channel ကအပတ်စဉ်ဖရားသမိုင်းကြောင်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။နောက်လည်းအသစ်တင်တာကြည့်ရှုဖူးမြော်နိုင်အောင် subscribe နဲ့ notification လေးကိုလည်းနှိပ်ပေးခဲ့ကြပါဦးနော်။